အားလုံးပဲမင်္ဂလာပါနိုင်ဖိုင်နေပြီးတော့ကြိုဆိုလိုက်ပါမယ် Facebook page တွေကို boost လုပ်ပေးနေတဲ့အချိန်မှာမောင်လေး page က reach တဲ့ channel လို့ဘယ်လိုလုပ်ရမလဲကိုကြီး post တော်များများကိုတင်ထားတယ်လူတွေကမကြည့်ကြဘူးဘယ်လိုလုပ်ရမလဲကြံလင်းပေးပါအောင်ဒီလိုတွေများကြားနေရပြီးတဲ့နောက်မှာ save post တွေပဲမတင်ဘဲနဲ့ engagement post တွေနဲ့ရောပြီးတော့တင်ပါလို့ပြောလိုက်ချင်ပါတော့ကိုengagement post ဆိုတာဘာလဲကျွန်တော်စီမှာ service လာကြတဲ့သူတော်များများက online shopping page တွေပဲ SME လုပ်ငန်းတွေများပါတယ်ကိုသုံးမဲ့ budget ကိုတွက်ချက်ပြီးတော့သုံးရတဲ့သူမျိုးတွေပေါ့ဒီနေ့မှာတော့လုပ်ငန်းသုံး page တွေကလူစိတ်ဝင်စားမှုရနိုင်မဲ့ content ဖန်တီးနည်းတွေကိုပြောပြပေးသွားမှာမလို့အဆုံးထိလိုက်ကြည့်ကြပါဦးပထမဆုံးသိထားရမှာကFacebook algorithm ကိုနားလည်ပါ Facebook algorithm က engagement based system ဖြစ်ပါတယ်ဒီနေရာမှာမေးစရာရှိတာက engagement ဆိုတာပါတယ် engagement ထဲမှာဘာတွေပါမလဲဆိုလို့ရှိရင်ကျွန်တော်အမြဲပေးနေကြဖြစ်တဲ့ reaction တွေ comment တွေ share လုပ်တာတွေပြင် save လုပ်တာတို့ပါပါမယ်ပြီးရင် video တက်ဆိုလို့ရှိရင်တော့ video ကိုဘယ်လောက်ကြာကြည့်လဲဆိုတာရယ်ကြည့်တဲ့သူကဘယ်လောက်ရှိလဲဆိုတာတွေကထပ်တွေ့ရပါမယ်သူပြောရင်တော့ engagement ကောင်းတဲ့ post ကို Facebook ဘက်ကလူငယ်များပို့ပြပေးတဲ့သဘောပါခုမှစရတဲ့ business page တွေအတွက်တိုက်လို့ရလွယ်ကူတဲ့အပြင် engagement လည်းကောင်းစီနိုင်တဲ့ content area ၄မျိုးကို TV တွေနဲ့မှာပြပြပေးသွားပါမယ်။ Level 1အနေနဲ့ storytelling post တွေဖန်တီးပါ။အလွယ်ပြောရမယ်ဆိုရင်တော့ customer ကဘာကြောင့် post ဆိုင်မှာဝယ်ပြီးတော့ဘယ်လိုစိတ်ကျဉ်တဲ့မှုမျိုးတွေရောက်သွားလဲဆိုတဲ့ပုံစံမျိုးတွေရယ်။ပိုင်ရှင်မဲကဆိုရင်တော့ဒီ product တွေဖြစ်လာဖို့ဘယ်လိုမျိုးစူးစမ်းအားထုတ်ခဲ့ရလဲဆိုတာတွေမျိုးတွေပေါ့။ Level 2 get away post ဒါကတော့အများကြီးပြောစရာလိုမှမထင်ပါဘူးလူတွေက free ဆိုရင်ကြိုက်ကြပါတယ်ဒီလို post တွေကနေ like share comment နဲ့ tag people တွေအများကြီးရနိုင်တဲ့အပြင် post page ကိုလည်းလူသိများစေပါတယ်နံပါတ်3 fan ဖြစ်နေတဲ့ contact တွေကိုလုပ်ပါမြန်မာလိုဆိုရင်တော့ web ပေါ့လတ် web ဖြစ်နေတာတွေကိုကိုယ့်ရဲ့ product service တွေနဲ့ချိတ်ဆက်မိရလုပ်ပြီးတော့ niche post တွေဖန်တီးတာမျိုးပေါ့အားသာချက်အနေနဲ့ follow လုပ်တဲ့ contact တွေက engagement ပိုရနိုင်ပါတယ်ကံကောင်းရင်တော့ share လေးပါပိုရနိုင်ပါသေးတယ်လူလေး နံပါတ်4အနေနဲ့ interactive content တွေကိုဖန်တီးပါအဲ့ဒါကဘယ်လိုလဲဆိုရင်တော့ audience တွေကို make up ပြန်ထုတ်တဲ့ content တွေမျိုးပါလူကြိုက်များတဲ့ product A နဲ့ B ကိုပေးခိုင်းတာမျိုးတွေကြိုက်ဆုံး product ကို comment ထဲမှာပြောခိုင်းတာမျိုးတွေလုပ်ပြီးတော့ customer တွေစီကနေ engagement ပိုရအောင်လုပ်နိုင်ပါတယ်ဒါတွေကတော့ engagement ပိုရနိုင်စေမဲ့ content type ၄မျိုးပဲဖြစ်ပါတယ် post page က save post တွေပဲတင်နေမိပြီးတော့ reach တွေကျနေပြီဆိုရင်တော့ပြပြပေးသွားတဲ့ content post တွေနဲ့လုပ်ငန်း engagement တက်စေမဲ့ Facebook post တွေကိုဖန်တီးလို့ရပါပြီဒီ video ကိုကြည့်ပြီးတော့ content idea အသစ်လေးရသွားပြီဆိုရင်တော့ share လုပ်သွားပေးကြပါဦးအခြားသိဟင်တာမျိုးရှိရင်လည်း comment ပါမှာဝင်မေးသွားလို့ရသလိုနောက်ထပ် video တွေအများကြီးထပ်လုပ်ကောင်းမှာမလို့ page ကို like လုပ်ထားပေးကြပါလို့ပြောရင်းနဲ့ပဲနောက် video ကိုတင်ပြကြပါမယ်